အားလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမန်ကူနီယာရဲ့ရန်ဂူကနေကြိုဆိုပါရစေကျွန်တော်မင်းချူခါမှာကျွန်တော်ဒီကနေ့မှာတော့26ရက်5လ2025ခုနှစ်မှာနောက်ဆုံးရထားတဲ့မန်ယူနိုက်တက်အသင်းရဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နှာတန်အတွက် sorry ပါဒီရာသီအကူပြောင်းဖြစ်တဲ့အတွက်ကျွန်တော်လည်းနှာစီးတောင်းဆိုဖြစ်နေလို့နှာတန်နည်းနည်းပေါက်နေပါတယ် okay ဆိုတော့သတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မနေ့ညကတကောင်အချိန်မှာတော့က Fabrizio Romano တို့ကိုယ်တိုင်ကသတင်းတင်ခဲ့တယ်အရာကတော့ United ဟာWolverhampton အသင်းရဲ့ Brazil တောင်ဘက်ကစားသမား Matheus Cunha ကိုခေါ်ယူနိုင်ခဲ့ပါပြီဆိုပြီးတော့ here we go ဆိုပြီးတင်ခဲ့တာဖြစ်ပါတယ် United အနေနဲ့ Cunha အတွက်ပြောင်းရွှေ့ရေးပေါင်62.5 သန်းပေးချေရမှာဖြစ်တဲ့အဲ့ဒီ62.5 သန်းဆိုတာက Wolverhampton ရဲ့စိတ်ကြိုက်ဈေးမဟုတ်ဘဲနဲ့ကစားသမားနဲ့ Wolverhampton တို့သဘောတူညီမှုရထားတဲ့အတိုင်းစာချုပ်ဖြတ်သိမ်းဖြစ်တာဖြစ်တဲ့ကစားသမားနဲ့ United က9နှစ်သက်တမ်းချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ဒါအပိုတစ်နှစ်ထပ်တိုးခွင့်ရတယ်ဆိုတဲ့အချက်လဲထည့်သွင်းထားတာဖြစ်တဲ့အဲ့အတွက်ကြောင့်2030ဇွန်လမှသာ United နဲ့ Cunha တို့ကတရားဝင်9နှစ်ပြည့်မှာဖြစ်ပြီး2031ခုနှစ်အထိ United ဘက်ကဒါစိတ်ဝင်စားတယ်ဆိုတော့ဒါတက်တန်းတိုးနိုင်မှာဖြစ်ပါတယ်အဲ့လိုပဲအဝယ်သတင်းတွေကြားနေရတဲ့အချိန်မှာအထွက်သတင်းဘက်ကိုကြည့်ရမယ်ဆိုရင်တော့ Ruben Amorim ဟာဒါမနေ့တုန်းက Villa နဲ့ပွဲအပြီးမှာသူ့အနေနဲ့ပရိသတ်တွေရောကစားသမားတွေကိုရောသူတောင်းပန်စကားဆိုခဲ့တယ်ပရိသတ်တွေကိုလည်းသူပြောခဲ့တယ်လာမယ့်ရာသီမှာသူတို့အသင်းဟာမီလန်ပြောင်းလဲပစ်ပြီးတော့အသင်းအတွက်တကယ်ကိုကောင်းမွန်တဲ့နေ့ရက်တွေကိုသူတို့ပြန်ဖန်တီးကြမယ်ကောင်းမွန်တဲ့နေ့ရက်တွေကကျွန်တော်တို့စီလာနေပါပြီဆိုပြီးသူပြောခဲ့တယ်ပရိသတ်တွေအကုန်လုံးလည်းအားတက်ခဲ့ရတယ်ကျွန်တော်တို့တွေလည်းဒါအားကျုံမှန်တဲ့ motivation အပြည့်ရသွားခဲ့ပြီပေါ့လေဆိုတော့ဒီအနေထားမှာ United က Amorim ကဘာပြောလိုက်လဲဆိုတော့ဒါဂိုးသမား Andre Onana နဲ့တိုက်စစ်သမားဖြစ်တဲ့ Alejandro Garnacho တို့ကိုမင်းတို့နှစ်ယောက်အသင်းကနေထွက်ပြီးတော့အသင်းသစ်ရှာကြတော့ဆိုပြီးတော့တရားဝင်ပြောလိုက်ပါတယ်အဲ့ဒီအခြေအနေမှာဒါ Garnacho ရဲ့ agent တွေကတော့ကာနာချိုရဲ့ agent တွေရောသူ့မိသားစုဝင်တွေရောသူကိုယ်တိုင်ကပါတာဒီအချိန်ဟာ United နဲ့လမ်းခွဲဖို့အတွက်အကောင်းဆုံးအခြေအနေဖြစ်တယ်ဆိုပြီးသူတို့ကယူဆထားကြတယ်လက်ရှိမှာဆိုရင်လည်းကာနာချိုရဲ့ agent ကတော့ဇာသမားအတွက်အသင်းအသစ်ကိုစတင်ရှာဖွေနေပြီးတစ်ဖက်မှာရှိတဲ့ Onana ကိုဆိုလို့ရှိရင်လည်းဒါ Saudi Arabia ရဲ့ Pro League ကိုယခုနှစ်မှတန်းတက်လာတဲ့ Neom SC ဆိုတဲ့အသင်းက Onana ကိုပေါင်35သန်းနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်Onana ရဲ့လက်ရှိကာလပေါက်ကြေးကတော့ပေါင်26တန်းရှိရလို့ဆိုပြီးတော့ transfer market မှာဖော်ပြထားတာကိုတွေ့ရတယ်အဲ့တော့ Onana ရော Garnacho ရောနှစ်ယောက်စလုံးကတော့အသင်းကနေမကြခင်မှာထွက်ခွာရတော့မှာဖြစ်ပါတယ်နောက်တစ်ပုတ်ကတော့ထွက်ခွာသွားမယ့်ဂိုးသမားနေရာအတွက်Amorim ဟာဒါနောက်ထပ်နံပါတ်1ဂိုးသမားလိုချင်တယ်ဆိုပြီးတော့အသင်းရဲ့ဘုတ်အဖွဲ့ကိုတောင်းဆိုလိုက်ပါတယ်အခုချိန်မှာဘုတ်အဖွဲ့အနေနဲ့ဂိုးသမားကောင်းတွေကိုစောင့်ကြည့်နေတဲ့တဲမှာဒါ Atletico Madrid အသင်းရဲ့ Jan Oblak တို့ပါဝင်တယ်ဒါပေမဲ့လက်ရှိမှာUnited နဲ့တကယ်နာမည်ထွက်နေတာကဘာတူလဲဆိုတော့ United ရဲ့အရင်ကစားသမားဟောင်းဖြစ်တဲ့ဒါ Academy ကစားသမားဟောင်းဖြစ်တဲ့ Milan Kovic Savic Lazio ကစားသမား Lazio အသင်းကကွင်းလည်ကစားသမားကြီးရဲ့အကိုဖြစ်တဲ့ Vanja Milan Kovic Savic ဆိုတဲ့ကစားသမားကို United ကအရန်အနေနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။တန်းစားရမှာတော့ဒီ Milan Kovic Savic ကတော့ကျွန်တော်ထင်တယ်နံပါတ်1ကစားသမားတော့ဖြစ်မှာမဟုတ်ဘူး။ Maybe Tom Heaton ရဲ့နေရာမှာအစားထိုးဖို့အတွက်သူတို့ခေါ်ယူတယ်လို့ပဲကျွန်တော်တို့ယူဆချင်တယ်။ဆိုတော့နောက်ထပ်Onana တာထွက်ခွာဖြစ်ခဲ့ရင်တော့တေချာပေါက် United ဟာနာမည်ကြီးကိုသမားတစ်ယောက်ကိုခေါ်ယူမှာဖြစ်ပါတယ်ဒါနောက်ထပ်တစ်ပုတ်ကိုကြည့်ရမယ်ဆိုရင်တော့ El Ahly အသင်းဟာ United အသင်းရဲ့ captain Bruno Fernandes ကိုခေါ်ယူဖို့အတွက်ထက်ထဲဝင်ဝင်ကိုကြိုးပမ်းလာပြီးဖြစ်ပါတယ်အစပိုင်းတုန်းကတော့မဖြစ်နိုင်ဘူး rumor အစက်လောက်ပဲရှိတယ်ဆိုပေမဲ့လက်ရှိမှာတက်နေတဲ့သတင်းတွေကတော့အမှန်ကန်တွေဖြစ်နေပြီးတော့တကယ်ကိုတရား level မြင့်တဲ့သတင်းဌာနတွေကိုယ်တိုင်ကတင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့စဉ်းစားရတော့မယ့်အနေအထားဖြစ်လာပြီး El Ahly ဘက်ကလည်း United ကိုဒါပြောင်းရွှေ့ကြီးပေါင်တန်း80ပေးဖို့အတွက်စီစဉ်နေတဲ့ဒီသတင်းကိုဖော်ပြလာတာက The Athletic ဖြစ်ပါတယ် Athletic ဆိုတာကတော့ကျွန်တော်တို့အားကစားအထူးသဖြင့်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ချရတဲ့သတင်းတွေ source တွေကိုပဲတင်ပေးတဲ့ journal ဖြစ်တဲ့အဲ့ဒီ journal မှာဆိုရင် David Ornstein တို့လို journalist တွေလည်းရှိရဲ့အတွက်တကယ်ကိုစိတ်ချယုံကြည်ရတယ်အခုချိန်မှာတော့ဒါ Saudi club က United ကိုBruno အတွက်ပေါင်တန်း80ပေးချေဖို့အတွက် ready ဖြစ်နေပြီးကစားသမားတွေလည်းလာစာကိုမျိုးမျိုးညံ့ညက်ပေးပါမယ်ဆိုပြီးသူတို့ဘက်ကကြောင်းပြန်လာတာကိုတွေ့ရတယ်ဆိုတော့United ရောင်းချမလား Bruno ထွက်ခွာမလားကျွန်တော်တို့စောင့်ကြည့်ကြမယ်ဗျတစ်ဆက်ထဲမှာပဲဒါကျွန်တော်တို့ Matheus Cunha ကတော့ United အသင်းကိုရောက်လာလို့ရှိရင်သူဟာ United ရဲ့ Gunnerman ကျွန်တော်မှဖြစ်တဲ့ Wayne Rooney David Beckham တို့ဝစ်စင်ခဲ့တဲ့ကျွန်တော်မှ10ကိုဝစ်စင်မဲ့ဆိုပြီးတော့သတင်းနေတက်နေတာကိုတွေ့ရတယ်လက်ရှိ United မှာကျွန်တော်မှ10ကိုဝစ်စင်နောက်ဆုံးဝစ်စင်ခဲ့တာတော့ Marcus Rashford ပေါ့လေ Rashford ဟာ United ရဲ့ငွေမွေးချံပေါက်သားမတစ်ယောက်အနေနဲ့နှစ်ပေါင်းများစွာ United မှာကျွန်တော်မှ10ကိုဝစ်စင်ခဲ့တယ်အခုသူထွက်ခွာသွားပြီဖြစ်တဲ့အတွက်လက်လက်သွားတဲ့နံပါတ်10ကိုတော့ Matheus Cunha ကဆက်ခံမယ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘယ်လိုထင်ကြလဲကျွန်တော်မှ10နဲ့တကယ်ထိုက်တန်ကြရဲ့လား
နောက်ထပ်တစ်ပုတ်ကတော့ United ဟာတိုက်စစ်နေရာအတွက် Ineos တို့ဘက်ကဒါမှ3ယောက်ထိခေါ်ယူကျင်တာကိုကျွန်တော်တို့အစောပိုင်းမှာလည်းကျွန်တော်တို့တည်ထားပြီးသားလက်ရှိမှာ Victor Gyokeres တို့ကိုယ်တိုင်ကချန်ပီယံလိမကစားရတဲ့အတွက် United ကိုသူတို့မလာကျင်တော့ပါဘူးဆိုပြီးတချို့သတင်းတွေမှာညင်တွေ့နေရတယ်အဲ့တော့ဒီအချိန်မှာ United ကသူတို့ရဲ့ target တွေသူတို့ပြန်ပြောင်းတယ်ပြောင်းလိုက်ရတဲ့နေရာမှာသူတို့ကဘယ်သူတွေကိုပြန်ပြောင်းသွားပြီလဲဆိုရင်အခုဒါ Brentford ရဲ့တိုက်စစ်မှုဖြစ်တဲ့ Brian Mbubu တို့ကိုသူတို့စိတ်ဝင်စားနေတယ် Mbubu ကိုယ်တိုင်ကလည်း United ကိုသူကအရင်တည်းကသဘောကျတဲ့အနေအထားမှာရှိတော့ United အနေနဲ့ Mbubu နဲ့ပုံကိုရေးရသဘောတူညီမှုရဖို့ကမခက်ဘူးဒါပေမဲ့ Brentford နဲ့ပဲဒါစင်းညင်နိုင်ရမယ် United ဘက်ကရောဒီကစားသမားကိုတကယ်စိတ်ဝင်စားရဲ့လားဆိုတာကတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဒီသတင်းကတော့ rumor တအဆင့်ဒါရှိနေသေးတဲ့အတွက်ဒါကျွန်တော်တို့အပြည့်အစုံတော့စဉ်းစားလို့မရသေးဘူးပေါ့လေနောက်ထပ်တစ်ပုတ်ကတော့ဒါကတော့ stat တစ်ခုပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အချစ်တော်ဇာသမားကြီး Bruno Fernandes ပေါ့လေ Fernandes ဟာဒီ2024-25 ရာသီ United မှာအထူးသဖြင့် Premier League မှာအဆင့်တော်တော်လေးအောက်ရောက်ခဲ့တဲ့ United အသင်းမှာဒါတော်တော်စုပ်ပြတ်နေတဲ့အခြေအနေတခုမှာတော့ Fernandes က Premier League မှာဂိုးသွင်းနိုင်ဖို့အတွက်ဂိုးဖန်တီးမှုအကြိမ်ပေါင်းအခွင့်အရေး60ကြိမ်ထိဖန်တီးပေးခဲ့တယ်ဒါဟာတကယ်ကို Chocolate League များခဲ့တာဖြစ်ပြီးတော့ဒီနှစ်ရာသီမှာဆိုရင်လေဘယ် Premier League သမားများထက်မဆိုသူ့ရဲ့ဒီ60ချိန်ဖန်တီးတယ်ဆိုတော့ chance creation ကလက်ရှိမှာ playmaker စုရသွားတဲ့ Mohamed Salah တို့လည်းပုံများတယ်အကုန်လုံးထပ်ပုံများတာကိုတွေ့ရတယ်ဆိုတော့ဒီဟာကသူ့အတွက်ဒါဟာ first time လားဆိုတော့မဟုတ်ဘူးသူ United ကိုကြောက်တာ9နှစ်ရှိပြီအဲ့9နှစ်မှာဒါဟာ9ချိန်မြောက်အခုလိုမျိုးလုံးပြနိုင်ခြင်းဖြစ်တယ်9ချိန်စလုံးမှာလည်းသူကနံပါတ်1အများဆုံး chance creation player တယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ personally Bruno ကိုဆုံးရှုံးရမယ်ဆိုရင်တကယ်စိတ်ဆင်းရဲမှာဗျဘာဖြစ်လို့လဲဆိုတော့ Bruno တို့ Kobe Mainoo တို့ကိုတည်ပြီးတော့ United အနေနဲ့ Amorim အနေနဲ့ကစားကွက်တိဆောက်တင်တယ်သူရဲ့3-4-2-1ဆိုတဲ့ formation မှာဒါ Bruno ဟန်ချက်မဝင်ရင်လဲ Bruno ဟန်ချက်ဝင်အောင်သူလုပ်ပေးတဲ့တယ်လို့ထင်တယ်ဘာလို့ဆို Bruno ကိုယ်တိုင်ကအသင်းအတွက်အများကြီးအဆွမ်းလွန်နေတာခံခဲ့တာမနေ့ကကစားခဲ့တဲ့ Villa နဲ့ပွဲမှာဆိုရင်လဲဒါကျွန်တော်တို့Lindelof တို့ Johnny Evans တို့နောက်ဒီ Eriksen တို့ထွက်ခွာသွားတယ်ထွက်ခွာတဲ့အချိန်မှာ Bruno ဒီရလာတဲ့ penalty ကိုပုံမှန်အားဖြင့်သူက penalty taker ဖြစ်တယ်ဒါပေမဲ့ရလာတဲ့ penalty ကိုသူမကန်ခဲ့ဘူးမကန်ဘဲနဲ့ Eriksen ကိုသွားပေးတယ် Eriksen ကတဆင့် Johnny Evans ကိုပြန်ပေးတယ် Evans ငါမကန်တော့ဘူးမင်းပဲကန်ဆိုပြီးတော့ Christian Eriksen ကိုပေးတယ် Eriksen လှလှပပနဲ့ကိုကန်သွင်းနိုင်ခဲ့တယ်တကယ်ကိုလှပတဲ့ခေါင်းဆောင်တယောက်နေတဲ့ခေါင်းဆောင်ပြီးသားတဲ့စိတ်တက်အသင်းဘော်တွေကိုအများနဲ့ငဲကြည့်တတ်တဲ့စိတ်တက်အရန်ကို United အတွက်အစွန့်လွတ်အနစ်နာခံပြီးတော့သူ့ရဲ့ prime time မှာ United ရဲ့ခစ်ပြတ်နေတဲ့အချိန်မှာလာပြီးတော့စွန့်စားပြီးတော့ United အတွက်အရာပေးဆက်သွားတဲ့သမားတစ်ယောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ညီကိုများအားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ good night